ဆိုငါဖုန်းကဂျင်းဖုန်းလားဆိုပြီးတော့ဖွင့်မကြည့်ပဲစမ်းတက်လို့ရတဲ့နီလန်တစ်ခုရှိတယ်ဆိုတော့စမ်းတက်ပြမယ်နော်ကင်မရာအပ်ထဲကိုဝင်လိုက်မယ်ဒီမှာတော့ချိန်တာပေါ့နော်ချိန်နဲ့အနောက်ကဒီကင်မရာကိုလက်နဲ့ပိတ်လိုက်လက်နဲ့ပိတ်လိုက်မယ်ဆိုတော့ तू ကတကယ် main camera ဖြစ်တဲ့အတွက် तू ကပိတ်သွားမယ်ပေါ့နော်ပိတ်သွားမယ်ပေါ့ဟုတ်ပြီနောက်တစ်လုံးဒီကောင်ကိုလက်နဲ့ပိတ်လိုက်ဒီကောင်ကိုတကယ်လက်နဲ့ပိတ်ထားပေမဲ့ဒီမှာဘာအဖက်မှမဖြစ်နေဆိုတော့ beauty မှာအဖက်ဖြစ်မလားမဖြစ်ဘူး portrait မှာအဖက်မဖြစ်ဘူး super night မှာအဖက်မဖြစ်ဘူးvideo မှာလည်းသူဒီပိတ်ထားပေမဲ့အဖက်ဖြစ်မနေဘူး short video မှာလည်းအဖက်ဖြစ်မနေဘူးဆိုတော့သူဒီလုံးဝအလုံးမလုံးဘဲနဲ့ဒီတိုင်းပါနေတဲ့ဟာဆိုတာပြေးကြပါဘူးအားကြောင့်လဲဆိုတော့ဒီပေါ်ဟာကိုတကယ်လို့ပိတ်ထားမယ်ဆိုလို့ရှိရင်ဒီမှာပိတ်ထားတဲ့အတိုင်းအကုန်လုံးကပိတ်ထားတယ်ဘာမှမပေါ်လာဘူးဆိုတော့ဒီနည်းနဲ့စမ်းကြည့်လို့လည်းရပါတယ်